မင်္ဂလာပါခင်ဗျာဇွန်လ10ရက်နေ့ညချမ်းသတင်းလေးများကိုကျွန်တော်တင်ဆက်ပေးချင်ပါတယ်ပထမဦးဆုံးကျွန်တော်တင်ဆက်ပေးချင်တဲ့အကြောင်းအရာကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့လန်ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းမြေပြိုကျမှုကြောင့်ကွန်ကရစ်အထလွှာများပိတ်မိပြီးတော့မြန်မာအလုပ်သမားတဦးတည်ဆုံတဲ့အကြောင်းကိုပထမဦးဆုံးကျွန်တော်တင်ဆက်ပေးချင်ပါတယ်ထိုင်းနိုင်ငံဘန်ကောက်မြို့ဖလမ်ဆော်လန်ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းမြေပြိုကျမှုကြောင့်ကွန်ကရစ်အထလွှာများပိတ်မိပြီးမြန်မာအလုပ်သမားတဦးတည်ဆုံသွားကြောင်းထိုင်းသတင်းမှာဖော်ပြထားပါသည်ဒီကနေ့နက်အစောပိုင်းအသက်39နှစ်အရွယ်မြန်မာအလုပ်သမားတဦးသည်လန်ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိရင်မြောင်းအတွင်းအလုပ်လုပ်နေစဉ်မြေပြိုကျပြီးကွန်ကရစ်အထလွှာများသူ့အပေါ်သို့ပိတ်ကျလာပြီးထို့နောက်ကယ်ဆယ်ရေးသမားများကရင်မြောင်းအောက်ခြေနှုံအတွင်းကွန်ကရစ်ပြာမိနေသောမြန်မာလုပ်သားကိုကယ်ဆယ်နိုင်ခဲ့တော်လဲဆေးရုံပို့နေစဉ်ဒဏ်ရာများဖြစ်တည်ဆုံခဲ့ကြောင်းထိုင်းသတင်းမှာဖော်ပြထားပါတယ်အဆိုပါဆောက်လုပ်ရေးလုပ်ငန်းခွင်သည်အမြန်လန်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်အစိတ်အပိုင်းဖြစ်ပြီးအမြန်လန်းအောက်စီရေနှုတ်မြောက်အတွင်းဝေရောက်အလုပ်လုပ်နေစဉ်မြေပြိုကျမှုနှင့်ကွန်ကရစ်ချလွှာများပိတ်မိမှုဖြစ်ပွားခဲ့ခြင်းကြောင့်လက်ရှိထိုင်းအာဏာပိုင်များကမတော်တဆမှုဖြစ်ပွားသည့်အကြောင်းအရာကိုစုံစမ်းနေကြောင်းထိုင်းသတင်းမှဖော်ပြထားပါတယ်။တည်ဆုံသွားသည့်မြန်မာအလုပ်သမားသည်ကယ်ဆယ်ရေးသမားများကကယ်ဆယ်နိုင်ခဲ့တော်လဲဆေးရုံကားသို့ပို့ဆောင်တဲ့အချိန်တွင်ဒဏ်ရာများဖြင့်တည်ဆုံခဲ့ကြောင်းထိုင်းသတင်းမှဖော်ပြထားပါတယ်ခင်ဗျာ။ဒုတိယတစ်ပုဒ်ကျွန်တော်တင်ဆက်ပေးချင်တဲ့အကြောင်းအရာကတော့စစ်ကောင်စီကိုထောက်ခံနေသောတရုတ်အစိုးရကိုကန့်ကွက်သည့်အနေဖြင့်ဝါရှင်တန် DC တရုတ်တန်ယုံစစ်တွေစန္ဒပြတဲ့မြန်မာလုပ်သားများအကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။ အမေရိကန်နိုင်ငံပြည်ထောင်စုဝါရှင်တန် DC အခြေစိုက်တရုတ်တန်ယုံစစ်တွေအမေရိကန်စံတော်ချိန်ဇွန်လ9နာရီနဲ့မိုးလွယ်2နာရီမှ9နာရီအထိမြန်မာနိုင်ငံအရေးတွေတရုတ်နိုင်ငံပါဝင်စွန့်ဖက်မှုအပေါ်အမေရိကန်နိုင်ငံရောက်မြန်မာများကကန့်ကွက်ဆန္ဒဖော်ပြကြပါသည်ဆန္ဒပြပွဲတွေအမေရိကန်နိုင်ငံရောက်နိုင်ငံရေးသမားများတရုတ်ဆောင်ခါရာတေးရတေးဆိုလင်းထက်အောင်ဆန်းတို့အပါအဝင်ဒီမိုကရေစီအရေးတက်ကြွလှုပ်သားသူများလူငယ်မျိုးဆက်သစ်များကစစ်ကောင်စီကိုထောက်ခံကူညီနေသောတရုတ်အစိုးရကိုမြန်မာနိုင်ငံရေးတွေဝေရောက်ဆုတ်ဖက်မှုကိုရပ်တန့်ပေးရန်ကန့်ကွက်ဆန္ဒပြဖော်ပြခဲ့ကြပါသည်KSS အစိုးရနဲ့ညှပ်ဖြစ်မှုကြောင့်တရုတ်ဟာမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိုရက်ဆက်နဲ့ပြည်သူတွေရဲ့ဂုဏ်သိက္ခာနဲ့နိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါနှောက်ယှက်ခဲ့တယ်လို့လက်ရှိလူကြီးမင်းတို့အသိပဲဖြစ်ပါသည်ကျွန်စသွင်းနေတဲ့ပုံစံမျိုးကိုမလုပ်ဖို့ကိုတော့ဒီနေရာကနေလေးလေးနဲ့အတတိပေးလိုက်ပါတယ်ဟုအတန်ပိကဒေါအောင်ဆန်းစုကြည်မဲဆန္ဒနယ်မြေဖြစ်သည့်ကော်မူမြို့နယ်ပြည်သူ့လွှတ်တော်နေရာမှာဝင်ရောက်စီပြန်ခဲ့သောစာရေးဆရာမြောင်မြဘဆွေဤတားဖြစ်သူဦးကျော်ဆွေကဆန္ဒပြပွဲမှာထုတ်ဖော်ပြောဆိုထားပါသည်ကျွန်တော်တို့မြန်မာပြည်သူတွေဟာဒီမိုကရေစီကိုဘယ်လောက်စလောင်းနေတယ်လဲဆိုတာကိုလမ်းပေါ်တွေမှာလည်းတက်တည်ပြခဲ့ပြီးပါပြီအသက်နဲ့လည်းတက်တည်ပြခဲ့ပြီးပါပြီကျွန်တော်တို့မြန်မာပြည်သူတွေဟာနေ့စဉ်နဲ့အမျှဘုံကျဲခံရပါတယ်ဒုက္ခရောက်နေကြရတယ်မြန်မာနိုင်ငံရင်းမှာတရုတ်ပါဝင်စွန့်ဖက်မှုကိုပြင်းထန်စွာဆုတ်ချပါတယ်လို့တရတစ်ဆိုလင်းထက်ကလည်းဆိုထားပါတယ်တရုတ်ဆောင်ခါရာကလည်းအခုချိန်အထိကိုစီစီလုံးလုံးနဲ့ဆက်လက်ပြီးတိုက်ပွဲဝင်နေကြသည့်အတွက်အားလုံးကိုကျေးဇူးတင်ကြောင်းစီဂျီပီခေါင်းဆောင်သည့်တရုတ်အစိုးရနှင့်မြန်မာပြည်တွင်းရေးတဲ့အထက်ထဲဝင်ပါဝင်စွန့်ဖက်မှုကိုပြင်းထန်စွာကန့်ကွက်ကြောင်းတရုတ်ဘာသာစကားနဲ့ပါတောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြပါသည်ဒီကနေ့ပြုလုပ်သောဆန္ဒထုတ်ဖော်ပြောဆိုပွဲတွေတရုတ်အစိုးရအနေနဲ့မြန်မာနိုင်ငံတွေတရားမဝင်စစ်အစိုးရကိုထောက်ခံနေမှုမျိုးစုံကိုရပ်တန့်ပေးရန်မြန်မာပြည်သူများ၏အချုပ်အခြာအာဏာနှင့်ဒီမိုကရေစီကိုလေးစားရန်စစ်အုပ်ချုပ်ရေးကိုတိုးလှမ်းသူလူသားစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့်အခြေခံအဆောက်အအုံများ project များကိုအသုံးပြုခြင်းအစုံတန်းရန်အကြံဖက်လူနည်းစု၏အကျိုးစီးပွားသာမကမြန်မာနိုင်ငံသားများ၏မျှော်လင့်ချက်များကိုရောင်ပြန်ဟသည့်စစ်မှန်သည့်အလုံးပါဝင်နိုင်သောငြိမ်းချမ်းရေးလုပ်ငန်းများကိုထောက်ခံပေးရန်ထို့သို့တ
ဒီမိုကရေစီအရေးတက်တွက်ကြွလှုပ်ရှားသောမြန်မာပြည်သူများကတောင်းဆိုဆန္ဒပြကြပါသည်အထက်ပါတောင်းဆိုချက်များမရမချင်းကဘာတဝန်းတွေကန့်ကက်ဆန္ဒပြမှုများကိုဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ကြောင်း Washington DC DMV Area Marion Virginia Pennsylvania Minnesota မြောက်ကလရီယာနယူးယောက်မှမြန်မာတိုင်ဝမ်များကစုပေါင်းထုတ်ပြန်ချက်ကိုကြေညာထားပါသည်နောက်ဆုံးတစ်ပုဒ်အနေဖြင့်တင်ဆက်ပေးချင်တဲ့အကြောင်းအရာကတော့ရန်ကုန်မန္တလေးအမြန်လမ်းတွေနန်းဆန်လေတပ်အတွက်စစ်လေးရစီတည်ဆောင်လာသောစီဘောက်စာကားတစ်စီးကိုစစ်တပ်သားတို့ဦးနဲ့အတူတော်လှန်ရေးတပ်ဖွဲ့ကဖမ်းဆီးတဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်ရန်ကုန်မန္တလေးအမြန်လမ်းတွေနန်းဆန်လေတပ်အတွက်လေးရစီတည်ဆောင်လာသောစီဘောက်စာကားတစ်စီးကိုစစ်သားတို့ဦးနဲ့အတူတော်လှန်ရေးတပ်ဖွဲ့ကဖမ်းဆီးရအကြောင်းအောင်ဆန်း PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကထုတ်ဖော်ပြောဆိုထားပါတယ်ဒီကနေ့ဆွန်လ10ရက်နေ့နနက်ပိုင်းနတ်မောင်မြို့နယ်ဘက်မှအမြန်လမ်းမပေါ်သို့ထွက်ခွာလာသောအကြမ်းဖက်စစ်ကောင်စီ၏လေးရစီဘောက်စာကားစီးကိုရန်ကုန်မန္တလေးအမြန်လမ်းပေါ်မန္တန်160နှစ်အနီးတွင်စစ်ဆေးကဖမ်းဆီးရခဲ့ကြောင်းထိုကားသည်ပြည်သူများကိုလေကြောင်းရန်နှင့်ဗုံးကျန်းရန်စစ်လေးရစီများကိုအကြိမ်ပေါင်းများစွာတည်ဆောင်နေတယ်လို့ပဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ဖော်ပြောဆိုထားပါတယ်ဒီကနေ့မနေ့ပိုင်းမှာဖမ်းမိတာပါစီပေါင်းစာကားထဲမှာစီအပြစ်နဲ့ပဲအရာကန်ဘုံမင်းထွန်းရဲ့လက်ပါစေ2ယောက်နဲ့အတူဖမ်းမိခဲ့သည်လက်စီတော့ဖမ်းမိတဲ့သူတွေကိုစစ်ဆေးနေတုံးပါပဲရဲဘော်တွေအားလုံးလုံခြုံဘင်ကင်တဲ့နေရာကိုရောက်စီပြီလို့အောင်ဆန်း PDF ပြည်သူ့ကာကွယ်တပ်ဖွဲ့မှထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်အဆိုပါဖမ်းဆီးမှုကိုအောင်ဆန်း PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှဖမ်းဆီးခဲ့သူဖြစ်ပြီးလေးရင်စီပေါင်းစာကားနဲ့အတူဖမ်းဆီးရရှိခဲ့သည့်အရာခံဘုံမေထို၏လက်ပါစေ2ယောက်ကိုစစ်ဆေးနေကြောင်းပြည်သူ့ကာကွယ်ရေးတပ်ကထုတ်ဖော်ပြောဆိုထားပါသည်ခင်ဗျာဇွန်လ10ရက်နေ့ညချမ်းသတင်းများကိုဒီကနေ့ကျွန်တော်ဒီလောက်ပဲတင်ဆက်ပေးချင်ပါတယ်ကျေးဇူးပေးတဲ့အတွက်အဆုံးထိကျေးဇူးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ